Sean Garrett ဆိုတဲ့တယောက်က2025 လပိုင်းမှာ Valorant Tier 2 block ရဲ့အရန်မောင်မိုက်တဲ့လှုပ်ဝက်ချက်ကို YouTube မှာဗီဒီယိုနဲ့တနားရီကျော်စာသက်သေထောက်ထားတွေထုတ်ဖော်ခဲ့ပါတယ်။ Sean ကိုယ်တိုင်က CS:GO Pro Player ဖြစ်ခဲ့ပြီး Shopify Rebellion ဆိုတဲ့ Tier 2 အဆင့်အသင်းမှာ General Manager လုပ်ခဲ့ဘူးတာကြောင့်ဒီ e-sport လောကမှာဖြစ်ပျက်နေတဲ့အခက်အခဲနဲ့ရိုးသားမှုတွေကိုမျက်မြင်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူဖြစ်ပါတယ်။ Tier 2 ဆိုတာဘာလဲအလွယ်ပြောရရင် Pro Player မဖြစ်ခင်စ조사နေစေ Semi Pro Level အဆင့်သက်သာကစားသမားတွေဖြစ်ပါတယ်။ယခုဖြစ်သွားတာကကစားသမားတယောက်ချင်းစီရဲ့အမှားတွေမဟုတ်ပဲအပြင်ကလောင်းကစားထိုင်တွေကြီးကTier 2 အသင်းငယ်လေးတွေကိုငွေပုံပေးပြီးကြိုးကင်နေတဲ့ကိစ္စဖြစ်ပါတယ်။ Sean ဗီဒီယိုမှာပြောသွားပုံအရဒေါ်လာတောင်းချီရဲ့လက်ငွေတွေကြောင့်ကစားသမားတွေဟာအရေးကြီးတဲ့ခိုက်တဲ့နေမှာတမင်တကာအရှုံးပေးတာတွေတမင်နိုင်အောင်လက်ထိုးတာတွေလုပ်ခဲ့ကြပါတယ်။ဒီဗီဒီယိုထပ်ပြီးမကြာမီ Riot Games ဘက်ကဒီကိစ္စကိုအလေးနက်ထားပြီးအသေးစိတ်စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။ရလဒ်ကတော့လူအများထင်တာတပိုပြီးစိုးရွားနေတာကိုတွေ့လိုက်ရပါတယ်။စစ်ဆေးမှုမှာကစားသမားတွေအချင်းချင်းဘယ်ပွဲမှာအရှုံးပေးရမယ်ဘယ်လိုပုံစံမျိုးနဲ့ကစားရမယ်ဆိုတာကို Discord group တွေမှာတိုင်ပင်ခဲ့တဲ့သက်သေထောက်ထားတွေပေါ်ထွက်ခဲ့ပါတယ်။ Riot Games ဘက်ကဒီလုပ်ရက်တွေမှာပါဝင်ခဲ့တဲ့သက်သေခိုင်လုံတဲ့ Blue Orders နဲ့ Prosperity Esports ကစားသမားတွေကို Riot ရဲ့ဘယ် tournament မှာဆိုတစ်သက်လုံးရှင်ပြန်ခွင့်ပိတ်လိုက်ပါတယ်။ဒီအရှုပ်တော်ပုံတွေကြောင့် Riot ဘက်က Tier 2 လောကပို့ပြီးစောင့်ကြည့်စစ်ဆေးမဲ့စနစ်သစ်တွေကိုချမှတ်ခဲ့ရပါတယ်။ဒီလိုကိစ္စတွေက Esports လောကမှာဖြစ်ပျက်နေကြကိစ္စမလို့အပြင်လောကလူတွေကဒါကိုအစိမ့်သက်ဖြစ်နေကြပါတယ်။ Mobile Legends မှာရောဒီလိုမျိုးရှိနိုင်လားဆိုတာထင်မြင်ချက်ကိုလွတ်လပ်စွာရေးသားနိုင်ပါတယ်။